သမီးအဖေရဲ့ကိစ္စဝိစ္စတွေအားလုံးလည်းပြီးသွားပြီဆိုတော့မေမေတို့မိသားစုရဲ့နောင်ရေးကိုအလေးထားပြီးတော့စဉ်းစားရမယ်အချိန်ကိုရောက်နေပြီသမီးလေးရဲ့မမေလိုရင်းပြောရမယ်ဆိုရင်တော့သမီးလေးရဲ့ဟောရီယာညီလေးနှစ်ယောက်ရဲ့မေမေနားမှာမေမေနေစေချင်တယ်မမေအကူကကိုထုံးကလက်ခံမထင်ဘူးမမေမအေးစကားလေးကိုဆုံးအောင်နားထောင်စမ်းအောင်ညီလင်ထုံးဖို့အတွက်လေငါစဉ်းစားထားပါတယ်ထုံးကိုတတ်ထဲကနေထွက်ခိုင်းလိုက်ငါစီကိုခေါ်လိုက်တတ်ထဲသမက်လို့ငါစီမာလေယောက်ျားလေးဦးဆောင်ပြီးလှုပ်နိုင်တဲ့အလုပ်တွေအများကြီးရှိပါတယ်သမီးရဲ့ညီတို့တခါတည်းနဲ့ကြီးပွားသွားမှာနော်မမေအကိုထုံးကိုတက်ကထွက်ခိုင်းလို့မရတော့ဘူးထင်တယ်။ तू ကတက်ထဲကအလုပ်တွေနဲ့ပဲပြောနေတာဆိုတော့လေညီလင်ရလေငွေဆိုတဲ့နတ်ဖျားနဲ့မတွေ့သေးလို့ပါညီသိထားစမ်းပါညီလေအသက်ကငယ်တော့တာမဟုတ်ဘူးနော်ညီငယ်တော့အချိန်မှာဝါသနာပါတာတွေမြစ်တာတွေသစ္စာတွေချစ်တာတွေအဲ့ဒါတွေအားလုံးညီလောက်ခဲ့ပြီးပြီအဲ့ဒီအတော်အတွင်းမှာလဲမပြေဆုံးတာတွေဆင်းရဲတာတွေအဲ့ဒါတွေအားလုံးကိုလေညီကြုံခဲ့ပြီးပြီဟုတ်တယ်မလားကြည့်ဗျူမအေးမေးတာကိုဖြေစားမှာဟုတ်တော့ဟုတ်ပါတယ်မမေရဲ့ဒါပေမဲ့ညီလုတ်တဲ့တလောက်လုတ်ခဲ့ပြီးပြီလေညီအခုဘာတွေများပိုင်ဆိုင်ထားလို့လဲထွေးထွေးထူးထူးညီဘာတွေညှော်လင့်နေတာလဲပြောလေဖိုင်ဖေဖေမာလေလိမ်မာရဲ့မြင်းတွေလည်းရှိရဲ့ပြီးတော့ဖေဖေရဲ့စကားကိုနားဟောင်းတော့တပည့်လည်းရှိရဲ့ဖွားရဲ့ဖေဖေကလေမနက်ကနေပြီးတော့ညနေထိတက်ထဲမှာပဲလုပ်နေရတာဖေဖေကတက်ထဲမှာလည်းအရမ်းပြောတာတားတော့ကလည်းပြောရလေအမကြီးလေးတွေကိုကြည့်လိုက်ကြပါဦးသူ့အဖေရဲ့လုတ်သူ့အဖေရဲ့ဘဝကိုပဲတကဘာထင်နေကြတာကြည့်စမ်းသမီးလေးဖွားမေးပါဦးမယ်ဖွားနဲ့ရန်ကုန်မှာနေပြီးတော့ကျောင်းအကောင်းစားကြီးတွေမှာသမီးလေးတက်ချင်လားသမီးအဖေရှိတဲ့နေမြို့อ่ะအဲ့ဒီကျောင်းမှာပဲသမီးလေးကတက်ချင်လားပြောကြည့်စမ်းသမီးကစာရီတော်ချင်ပါရဲ့ဒါပေမဲ့ဖေဖေနဲ့မခွဲနိုင်ဘူးဖွာ။အိုးဖေဖေနဲ့ဖွားဖွားမခွဲခိုင်းပါဘူး။သမီးတို့တမီသားစုလုံးဖွားဖွားရဲ့ဟောဒီအရေးအောက်မှာအေးချမ်းနဲ့ဖွားဖွားပြည့်စုံနဲ့ကျွေးမွေးထားကျင်တာမြည်တို့ရဲ့မမေပြောတာတော့ဟုတ်ပါတယ်။ဒါပေမဲ့ကိုထုံးကမမေထင်တယ်လို့ဖြစ်မလာခင်ဘယ်လိုလုပ်မလဲ။အော်အဲ့ဒါကတော့သူ့ဟာသူဆုံးဖြတ်ပါစေညီတို့ဂျားတွေကနေဝင်ပြီးတော့ဆုံးဖြတ်ပေးစရာမလိုပါဘူးသူဒီရောက်လာလို့ရှိရင်စိတ်ပြောင်းရင်ပြောင်းသွားမှာပေါ့ဒါနဲ့ငါသမီးကိုငါမေးပါအောင်မယ်ပြည့်စုံချမ်းသာကိုညီကြိုက်တာလားစင်ရဲနဲ့နေရမှာကြိုက်တာလားကြော်လေမမေစကားကိုသမီးနားထောင်ပါမယ်မမေသမီးကိုထုံးကိုဒီလိုလိုက်လာခဲ့ဖို့ပဲသမီးခေါ်လိုက်ပါမယ်ဟုတ်ပြီတခြားဘာမှညီမပြောနဲ့
အမေကသားတစ်ယောက်လို့အားကိုးလို့တိုင်ပင်စရာရှိတယ်လို့ပဲပြောကြားလားသူဒီကိုရောက်လာတော့မှသူ့အပိုင်ပြောမယ်ကြောက်တာလို့မကြောတယ်စိတ်ကြကြံခိုင်နေစင်လာမျိုးဆက်သွေးတွေမို့တာဝန်အမြဲကျင်းနိုင်ငံကဆူဆိုရဲတယ်မမြတ်တဲ့ပိစချင်နဲ့အမှန်တရားပဲမှာထာဝရသစ္စာတည်ကိုကြီးရန်ကုန်အိမ်မှာတော့နာရေးကိစ္စနဲ့အလုပ်တွေများနေကြတာအခုမှပဲလူရှင်းတော့တယ်မိသားစုနောင်ရေးကိစ္စတွေတိုင်ပင်ခြင်းလို့အမေကကိုကိုရန်ကုန်လိုက်လာစီခြင်းနဲ့တဲ့အမေနဲ့တွေ့ဖို့လဲစိတ်ထဲမှာဘာမှမထားပါနဲ့ကိုရဲ့အမေကလေကိုကိုသားတစ်ယောက်လိုသဘောထားပြီးတိုင်ပင်ခြင်းတဲ့သဘောပါမဖြစ်မနေလိုက်လာပြီးနော်ချစ်တဲ့ကြည်ဖြူကျွန်တော်တက်ကထွက်ဖို့ဆိုတော့လုံးဝမဖြစ်နိုင်ပါဘူးတက်ကထွက်ပြီးစီးပွားရေးလုပ်ရင်အထူးသဖြင့်အန်တီရဲ့ကြွယ်ဝချမ်းသာမှုတွေကိုအစဉ်သစ်ဆက်ခံနိုင်ရင်ကြီးပွားမယ်ဆိုတာကျွန်တော်သိပါတယ်ဒါပေမဲ့မင်းကမကြီးပွားခြင်းဘူးမချမ်းသာခြင်းဘူးပေါ့စားရယုံပေါက်ရယုံရရစားစားအခြေအနေကိုပဲကြိုက်တယ်ပေါ့ဟုတ်လားအဲ့လိုလားအသေးပဲကြီးတော်တော်ကွဲလဲနေပြန်ဒီအန်တီကအန်တီသမီးဆိုရဲ့သွေးသားရင်းစာဘက်ကပြောတာအဲ့တွေကျွန်တော်ရဲ့လာကစားဝန်ထမ်းဘဝမကောင်းဘူးလို့ပြောသူလို့ဖြစ်နေပြန်တယ်မင်းရဲ့လကစားဝန်ထမ်းဘဝကောင်းတယ်ပေါ့ဟုတ်လားငါသမီးလေးတွေငါမြီးလေးတွေလူတစ်လုံးသူတစ်လုံးဖြစ်နေပြီလို့ဆိုလိုတာပေါ့ဟုတ်လားအဲ့လိုလားဟမ်ဒီပြဿနာတွေကမနေ့တနေ့ကမပေါ်လာတာပါလွန်ခဲ့တဲ့10နှစ်ကျော်15နှစ်ထဲကဘာအပူပင်းမှမရှိဘဲနဲ့အေးအေးချမ်းချမ်းနေလာခဲ့ကြတာလူမွေးသူမွေးမပြောင်းမဲရှိပါမလားဒီကြားလဲကြားအထွာနဲ့ကြောင်လဲကြောင်အထွာနဲ့ပါဒါကိုတန်းကြည့်ပြီးတော့ဆေးရတယ်လို့ပြောရင်ဘယ်တရားပါမလဲဒီကိုထုံးရှင်ယူနေတာဟမ်မမေကအခုရှင်ကိုတက်ကထွက်ခိုင်းနေတာလေတက်ကထွက်ပြီးလို့ရှင်မိသားစုရှေ့ရေးအတွက်အပြင်မှာစီးပွားရေးလုပ်ဖို့ပြောနေတာရှင်တောင်းနားမလဲဘူးလားဟာထင်တာတော့မှန်နေပြီငွေနဲ့ရတဲ့အခါမှာသူတွေကပြောင်းလဲသွားတတ်ကြတယ်တခါမှမအော်ဟစ်ခဲ့ဘူးတဲ့လင်သားတော့ဟောလာဟဲ့လာလုံနေပြီမင်းတို့ကွာတလုံးကယူစသားရွှာဖွေကျွေးမွေးကြတာမှမထောက်ဘူးမောင်ထုံးမင်းအောင်အန်တီတို့ကတက်ကပဲထွက်ခိုင်းတာအဆုံးအဖြတ်ကမင်းကမင်းဆုံးဖြတ်ရမယ်ငါသမီးလေးကြည်ပြူငငယ်ရွယ်ရွယ်အချိန်မှာမင်းနဲ့ခိုးရလိုက်ခဲ့တယ်စစ်သားမယားဖြစ်သွားတယ်ခလေး2ယောက်ရတယ်ငါတို့မိဘတွေကသဘောမတူလို့ပြစ်ထားတယ်မင်းကလင့်ဝတ်တရားနဲ့အညီလောက်ကင်ကျွေးမွေးတယ်ဒါတွေထားလိုက်ပါတော့အခုအန်တီပြောချင်တာကကျွန်တော်တက်ကမထွက်နိုင်ပါဘူးကျွန်တော်တက်ကမထွက်နိုင်ကျွန်တော်နှစ်ပေါင်း20လောက်ဝတ်လာခဲ့တဲ့ယူနီဖောင်းကိုလုံလောက်တဲ့အကြောင်းပြချက်ခိုင်ခိုင်မာမာမရှိဘဲနဲ့ကျွန်တော်မစွန့်လွတ်နိုင်ပါဘူးကိုထုံးရှင်တော်တော်ပြောရဆိုခတ်တယ်လူပဲရှင်ရောကျမရောသမီးလေး2ယောက်ကောချမ်းချမ်းသာသာနေဖို့အတွက်အခွင့်အရေးရှိတယ်ဆိုတော့ရှင်မေ့နေတာလားပြောပါဦးအဲ့ဆိုမင်းကတခုမေးမယ်15နှစ်လောက်ဝေးနေတယ်မင်းဖေဆုံးတော့မင်းဘယ်လိုခံစားရလဲအဲ့တော့ငါသိချင်တယ်ဒါကျမအဖေလေကျမအဖေနဲ့ကျမ15နှစ်လောက်ဝေးနေတယ်ခုချိန်မှာဖေဖေဆုံးတယ်
ကျမတသက်လုံးခွဲရတော့မှဖြစ်တဲ့အတွက်ကြောင့်မလို့ကျမဝမ်းနေပြီးငိုတယ်အဲ့ဒါဘာဖြစ်လဲဘာဆိုင်လို့လဲ ငါလည်းအဲ့တိုင်းပဲလေတတ်မလို့ဆိုတာငါ့ရဲ့ဖခင်ပဲငါ16နှစ်သားတွေကငါ့ကိုစောင့်ရှောက်လာခဲ့တာနှစ်ပေါင်း20ကျော်ခဲ့ပြီအခုချိန်မှာမှငါမိဘကိုငါစွန့်လို့မယ်ဆိုရင်တရားပါမလားအေးမင်းရဲ့ခန္ဓာကိုယ်ထဲမှာမင်းမိဘရဲ့သွေးတွေစီးဆင်းနေသလိုငါရဲ့ခန္ဓာကိုယ်ထဲမှာတတ်မလို့ရဲ့သွေးတွေစီးဆင်းနေတယ်မင်းတို့ကွာမင်းတို့လူတယောက်ရဲ့စိတ်ဓာတ်လူတယောက်ရဲ့ခံယူချက်ကိုအလေးထားပေးကြပါ အေးကွယ်အတ္တမကြီးတဲ့ဖခင်တယောက်အနေနဲ့ကို့မိသားစုရဲ့အနာဂတ်ကိုလည်းအလေးထားပေးပါဦးလို့ ကိုတော့ကျမရှင့်စိတ်နဲ့အတ္တအရန်အံ့ဩတယ်ကျမနဲ့သမီးလေး2ယောက်ရဲ့ရှေ့ရေးအတွက်ကိုရှင်စဉ်းစားပေးပါဦး စဉ်းစားမယ်တိတိကျကျစဉ်းစားမယ်ငါစဉ်းစားမှာဘာလဲဆိုတော့မနေ့ပြန်ဖို့ပဲမင်းတို့ကစဉ်းစားပြင်ထားကြတယ် ကိုထုံးရှင်ကကျမနဲ့သမီးလေး2ယောက်ကိုထားခဲ့တော့မယ်ပေါ့ဟမ်ရှင်ကတက်ကိုတယောက်တည်းပြန်တော့မယ်ပေါ့အဲ့ဒီလိုလား ဒီတစ်ခါမင်းငါလောက်ကိုမလိုက်နိုင်ဘူးဆိုတော့ငါသိပြီလေသမီးလေး2ယောက်ကိုပဲလူသားမြောက်ဆောက်ရှောက်ပေးပါကွာ ရှင်တော်ရက်ဆက်တာပဲမိမနဲ့သမီး2ယောက်ကောင်းစားဖို့အတွက်ရှင်စိတ်ဆန္ဒတွေကိုတော့ရှင်မစွန့်လွတ်နိုင်ဘူးလားကိုထုံးရဲ့ ငါးတကောင်ကိုကိုယ်မတင်လို့မရသလိုငှက်တကောင်လည်းရေထဲမှာနားခိုင်းလို့မရအောင်ငါဘာလို့ဆိုလဲဆိုတော့မင်းသဘောပေါက်ပါတယ်မင်းကငါအသက်ဆုံးပြီးလူကျွေးခဲ့ပြီပဲငါကျေနပ်ပါတယ်ငါရဲ့တွေးသားငါရဲ့ဗီဇကစစ်သားတယောက်ရဲ့အတိုင်းအဝိုင်းမှာပဲငါပြောတယ်ငါ့ကိုရေထဲကိုဆွဲမချပါနဲ့ဒါငါပတ်ဝန်းကျင်မှု အောင်ထုံးမင်းပတ်ဝန်းကျင်မဟုတ်တဲ့ဒီနေရာကနေမင်းထွက်သွားမယ်ဆိုရင်တော့ဒီမနေ့ဟာမင်းနဲ့ငါတို့ရဲ့နောက်ဆုံးရေစက်ကုန်ချိန်ပဲမောင်ထုံးဦး ရောက်ရတယ်အန်ဒီတို့နဲ့ကျွန်တော်ကြားမှာမုန်းတီးစရာတီတီမမဘာကားမှမရှိပါဘူး မိမနဲ့သမီး2ယောက်ကိုရှင်အလွယ်လေးထားခဲ့နိုင်တယ်ဆိုတဲ့စိတ်ကိုကျမရမ်းအံ့ဩတာပဲကိုထုံးရဲ့ကျမထင်တာအရာအားလုံးတဲ့မိသားစုကိုပို့လိုက်မယ်လို့ကျမထင်ထားခဲ့မိတာကိုထုံးကျမရမ်းမှားသွားပြီရှင်တော်ရက်ဆက်တယ် ငါမိသားစုကိုတက်ဆုံပြီးလှုပ်ကြွေးခြင်းတယ်အရှက်ဆုံးပြီးတော့မမမြဲခြင်းငါတို့ငွေမရှိတဲ့ကောင်တယောက်တွေဂုဏ်တိတ်ကတစ်ခုလေးတော့ဖက်တော်ကုန်ပြီပါကွာ ရှင်တော်လိုက်တော့ကိုမိမလေးသမီး2ယောက်အတွက်တောင်မှရှင်အုံနောက်ထဲမှာမရှိတာရှင်ကလေအယူမှတကယ်အယူစစ်
ရှင်းလို့အယူတစ်ယောက်အတွက်ကျမသမီးနှစ်ယောက်အတွက်အနာဂတ်ကိုကျမအပြည့်စည်းမခံဘူးရှင်းသွားလိုက်တော့ကိုထုံးဘာလို့ထလာတာလဲမအိပ်ဘူးလား မေမေနဲ့ဖေဖေစကားများနေတယ်ကတမီးတို့ညီမနဲ့အောင်နိုးနေကြတာ မင်းအဲ့ဆိုငယ်မရောငယ်မဘာမှလဲ ညီမလေးမရှိတော့မမေ ဟဲ့မရှိတော့ဘယ်ရောက်သွားလို့လဲဟမ် ညီမလေးအိမ်ရောက်ထွက်သွားပြီ ဟဲ့ရောက်ထွက်သွားတယ်ဘယ်လိုသွားတာလဲဟမ်သမီးပင်တော့လိုက်သွားတာလားဟုတ်လားဟမ် တမီးမသိဘူးမမေ ဒုက္ခပါပဲကိုထုံငါ့ကိုဒီလိုလာလို့ဘယ်ရဒုက္ခသမီးလေးမမေရဲ့မမေလာပါဘာဖြစ်တာလဲဘာဖြစ်တာမေငယ်မလေးမရှိတော့ဘူးမေဟေးဘယ်ရောက်သွားလဲသွားတာလေဟဲ့ရွှေကြီးလာစမ်းမင်းလားငါ့ကိုကားတူသွားယူပြီကားတော့ယူလာခဲ့ငါကတောင်ကြီးကားဂိတ်ကိုလိုက်သွားမယ်မေသမီးကားဂိတ်ကိုလိုက်သွားမယ်လိုက်ခေါ်လိုက်မယ်နော်မေနော်သမီးဖွားနဲ့နေခဲ့နော်မမေကိုစိတ်ပူအောင်မလုပ်နဲ့ကြားလားဖေတတိထားနော်ဟုတ်ကဲ့မေနော် ဖေဖေ ဟမ်တပည့်ဒီကားနဲ့ပါလာလား ဟုတ်ဖေဖေနဲ့ကာသမိုင်းစကားပြောနေတာတတိတ်လေးကိုထိုင်တယ် ဒုက္ခပါပဲတပည့်ရဲ့တပည့်မေတော့တပည့်ကိုရှာနေတော့မှာပဲဖေဖေတပည့်ပြန်လဲဖို့လို့မရတော့ကားထွက်တော့မှာ တာကမမေ့စီမပြန်ချင်ဘူးဖေဖေနဲ့ပဲတာအပီးနေမှာတာအဲ့အိမ်မှာလည်းမနေချင်ဘူးဖေဖေနဲ့ပဲတက်ထဲမှာအရင်လိုပြန်နေချင်တာ ဘယ်ဖြစ်မလဲတပည့်ရဲ့တပည့်ကတပည့်မမေနဲ့မှအဆင်ပြေမှာဟမ် သမီးလေးကိုထုံးရှင်းတပါလောက်တာလေဟမ်ကျမမသိအောင်လို့ကျမသမီးငယ်လေးကိုရှင်းခိုးချောင်ခိုးဝမ်းနဲ့ရှင်းခေါ်သွားတယ်ပေါ့ဟုတ်လားရှင်းဟာလေအပြောတစ်မျိုးအလုပ်တစ်မျိုးနဲ့တော်တော်ကလိန်ကကြစ်ကြတယ်လို့အခုအိမ်မှာသမီးလေးတယောက်လို့ဘယ်တော့တောင်းတောင်းအောင်ရှာနေရလဲရှင်းသိလားသမီးလေးရမမေစိတ်ပူလိုက်ရတာလာအိမ်ပြန်အောင်နော်သမီးနော်လာသမီး မဟုတ်ဘူးမမေပြောတာတခုမှမဟုတ်ဘူးနော်မဟုတ်ဘူးဖေဖေကိုအဲ့လိုမပြောနဲ့ဖေဖေကိုအဲ့လိုလည်းမဆွဆွဲနဲ့တာဖေဖေနဲ့ပဲနေမှာပြဖေဖေမသိအောင်တားကိုယ်တိုင်ခိုးလိုက်လာတာဖေဖေကတားမခေါ်ပါဘူးမမေရဲ့ ဟုတ်ပါတယ်ကွာသမီးလေးကတော့သူလိုက်လာတာပါ သိတယ်ကျမတိတ်သိတာပေါ့
ရှင်ကအကုန်လုံးကိုထားပြီးထွက်သွားမယ်လူဘသူ့အမတန်ရောစင်ရှိတဲ့လူမဟုတ်ဘူးသမီးလေးသမီးလေးကမေမေနဲ့နေမှဖြစ်မှာသမီးရဲ့သမီးလိုက်သွားလို့မရဘူးလေသမီးရဲ့လာမေမေတို့အိမ်ပြန်ရအောင်နော် သမီးတို့ကမမင်းတော့မလိုက်ဘူးတာဖေဖေကိုတနာတယ်ဖေဖေကိုပဲချစ်တယ်မမေနဲ့မမပြစ်ထားလို့ဝမ်းနေဖေဖေရဲ့နားမှာပဲတာကနေမှာ သမီးလေးအဲ့လိုလုပ်လို့မရဘူးသမီးရဲ့မေမေကလေသမီးနဲ့မမအတွက်ကိုဟိုးရှေ့ရေးထိစဉ်းစားပြီးအားလုံးစီမံထားပြီးပြီသမီးလေးရဲ့သမီးလေးလိုက်သွားလို့မရဘူးသမီးရဲ့ တားရှိတယ်ဖေဖေပဲစီမံမင်းလိုက်မယ် ခက်တော့တာပဲ မင်းထက်ခေါ်မဲဆိုလို့ရှိရင်တော့တားထွက်ပြေးမှာနော်ဘသူမှရှာလို့မရနေရပဲတားထွက်ပြေးမှာ မလုပ်ပါနဲ့သမီးရဲ့ ငုံတောင်ကြီးခီးတဲ့ပြင်လိုက်ပါပဲခီးတဲ့ဗျခင်ဗျာမော်တော်ယာဉ်ထောက်ပါရင်မိနစ်သေးသေးသာလို့တော့မော်တော်ယာဉ်မော်တက်ရောက်နေရသိကြပါရင်သမီးလေး သမီးလေး ကဲတမီးကလုံးဝပြောမရဘူးမင်းပြန်လိုက်ပါတော့ငါမှရွှေမရှိငွေမရှိပေမဲ့တမီးငယ်လေးကိုလူတလုံးဖြစ်အောင်တော့ပြုစုပြောထောင်လို့ရပါသေးတယ်ကွာမင်းပြန်လိုက်ပါတော့ သမီးရလေသမီးလေးသမီးလေး ဖေဖေနဲ့ညီမလေးတို့ကပြန်သွားကြပြီပပသမီးတို့မိသားစုပြန်ဆောင်ကြမှာလားယင် ပြန်ဆောင်ကြမှာပေါ့ငါမီးရဲ့အခုချိန်ကနှစ်ဖက်မာနာချင်းပြိုင်နေတဲ့အချိန်ဆိုတော့ညီလေးတို့ခဏတော့ဝင်းနေရမှာပေါ့မီးရဲ့ ဘယ်လောက်ထိမေးကြမှာလဲယင်တစ်နှစ်လားနှစ်နှစ်လားသုံးနှစ်လား တိတ်တော့မကြဘူးလို့ဖွားထင်ပါတယ်မီးရဲ့ညီလေးရလေညီလေးရဲ့ဖေဖေရဲ့ညီလေးရဲ့ညီမလေးရဲ့အရန်တတိယနေတဲ့အချိန်ဆိုရင်ဖွားကူပြီးရှာပေးမှာပေါ့မီးရဲ့နော် သမီးကအချင်းနေကြောက်တာဒီမှာနေရတာဆိုပေမဲ့သမီးဖေဖေကိုချစ်တယ်သမီးစာကြိုးစားပြီးရင်ဖေဖေနဲ့လိုက်နေမှာဖွားဖွားစိတ်မဆိုးရအောင်နော် ဖွားစိတ်မဆိုးပါဘူးငါမီးရဲ့စိတ်မဆိုးပါဘူးသူရစကားပြောမယ်ဆိုတာဖွားသိတာပေါ့မီးလေးရဲ့ဖွားလေဖွားရဲ့သမီးတွေသားတွေညီတွေအားလုံးကိုစင်စီးပြီးမြင်ရတာပဲဖွားမြင်ချင်းတွေ့ချင်တာစင်နေပြီးမြေကနာမျိုးဖွားမကြိုက်ပါဘူးငါမီးရဲ့ဖွားမကြိုက်ပါဘူးမီးနော်ညီလေးနားလဲနော် ဟုတ်ကဲ့ဖွားဖွား နားလဲနော်မီး ဟာညီမလေးကတက်တိတ်တိတ်ကောင်းတာပဲနော်ဖေဖေနာကိုပြန်လိုက်လားမကြောက်ဘူးလားအဲ့ဒီအချိန်မှာတော့ဘာမှမကြောက်ဘူးဒါပေမဲ့ဖွားဖွားရဲ့အိမ်ထဲကထွက်သွားတဲ့ဖေဖေကိုကြည့်ပြီးတော့တနာတာလည်းပြီးတော့စိတ်ထဲမှာဘာမှမရှိဘူးမမမေတ္တာနဲ့အန်နီကြည့်ဘူးခင်တို့ကိုရောလမ်းသီးလိုက်ရေးမမလွမ်းတာပေါ့ဟဲ့ဒါပေမဲ့သူတို့ကအိမ်ကောင်းစားကားကောင်းစားနေရတာတွေ့ပြီးတော့နည်းနည်းတော့တော်သေးရပေါ့ညီမလေးရောအဲ့လိုမျိုးချမ်းချမ်းသာသာနဲ့မနေချင်ဘူးလားနေချင်တာပေါ့ကိုကြီးရဲ့ဒါမဲ့ဖေဖေနဲ့ခေါ်ရမှာကိုတွေးပြီးတော့တားမနေချင်တော့ဘူးဗျအဲ့ဒီအချိန်မှာတတော်ညီကိုနေရောက်ရောတတိယသေးလားဟင်းမမဟာကွာမင်းရလေတတိယမလားကွာတခြားပြဿနာတွေနဲ့ရှုပ်နေအောင်ဟုတ်ပါဘူးကိုကြီးရဲ့တားကတတိယပါရဲ့ဖေဖေကိုမခွဲနိုင်တာပြီးရင်တားမခွဲနိုင်တဲ့တငယ်ချင်းတွေရမှာကိုရညလည်းနည်းနည်းလေးပါတော်သေးတာဗောနည်းနည်းလေးသတိရရင်ကျင်းတတ်ပါတယ်အေးနော်မမအဖေနဲ့မေနှစ်ယောက်ထဲမှာအဖေကိုပူချစ်တာဗောနော်အဲ့ဒါကြောင့်မမပြန်လာတာဗောလေဖေကဘာအပြစ်မှမရှိဘူးလေပြီးတော့ဖေကသားတို့မိသားစုကလွဲပြီးတော့
တွေ့တာစရာဘာဆွေမျိုးမှလည်းမရှိဘူးအဲ့တော့တာပို့ပြီးတနာတာပေါ့ပြီးတော့ဖေဖေကတားတို့မိသားစုကိုအသက်နဲ့ရင်ပြီးတော့လှုပ်ကြွေးနေရတာလေအဲ့တော့တာဖေဖေရဲ့ဘက်မှာပို့ပြီးနေတင်တာပေါ့မိသားစုရတကယ်ပြသည်ဖြစ်သွားကြတာပေါ့လေမနဲ့တာတင်းကြတယ်ပြန်ဆုံးမှာနော်ပြန်ဆုံးမှာပါကတိဘယ်သူထိုးပြီးရှောက်သွားနေကြတာလဲထမင်းစားချိန်တော့ရောက်နေပြီသမီးလေးခင်သစ္စာជីជីတို့နဲ့တခါတည်းထမင်းဝင်စားသွားသမီးကြိုက်တဲ့အမဲကြောက်ကိုလေခင်းကျင်သီးလေးနဲ့ချက်ထားတယ်ထမင်းရောဟင်းရောအများကြီးပဲလာជីជីဟိုတမ်းစားတော့နော်အိမ်မှာပြန်စားလိုက်တော့မယ် ဘာဖြစ်လို့လဲသမီးရဲ့ဥရောအိမ်မှာလည်းဟင်းစုံပါတယ်တခါစားသွားလိုက်လေတားရဲ့အိမ်မှာဟင်းမစုံတာတားတိပါရဲ့ဒါမဲ့ဟင်းမစုံတဲ့အပြင်ထမင်းအိမ်မှာလူတယောက်လိုလိုဖေဖေထမင်းမစားဝင်မှာစိုးလို့ပါတားပြန်တော့မယ်နော်အိမ်မှာဖေဖေလည်းထမင်းစားဖို့စောင့်ပြေးပါမယ်အဲ့မိသားစုကိုလို့အခုလိုမြင်နေတွေ့နေရတာကျုပ်ရင်ထဲမှာမကောင်းတော့ဟာဘယ်တတ်နိုင်မလဲကွာဒါလူဘွားရလှည့်ပြောင်းမယ်လေကဲသားတို့ထဲဝင်မယ်လက်စပ်ပြီးထမင်းစားကြမယ်ကဲလာရဲပါလာဟောရှောက်သွားတာလားဝေးဟာတဲချင်လာပြီဟုတ်ကြိုက်တယ်ပဲညားကြိုက်တာပဲဖေဖေကိုမယုံဘူးဖေဖေကရှေ့တန်းမကြီးပဲမြဲနေပြီးတော့ဘာလို့ရင်းချက်ကောင်းနေရလဲဒီလိုသမီးရရှေ့တန်းမှာဖေဖေတို့ကိုသမီးချက်ကြည့်ပဲလို့မရှိဘူးကိုယ့်ကိုချက်စားအိမ်မှာလို့ဟင်းမရှိရင်ဈေးသွားဝယ်လို့လည်းမရဘူးအဲ့တော့တောထဲမှာရှိတဲ့တီးရွက်တွေရသမျှအကောင်မလောင်တွေသားငါးတွေအဲ့ဒါတွေမကောင်းကောင်းချိန်နေဖေဖေတို့ကလက်ရည်တက်လာကြတာစစ်သားတော်တော်များများဟင်းချက်ကောင်းကြတယ်သမီးရပဲဟင်းလေးကကောင်းလိုက်တာနော်မမသာဆိုရင်တိတ်ကြိုက်ပါသမီးမမဆိုရင်ဒီပဲဟင်းကိုရမ်းကြိုက်ပါဒါပေမဲ့ဒီအချိန်မှာဒီတဲ့ကောင်းတဲ့အစားအသောက်တွေအများကြီးစားနေမှာပါလေ
အရင်မတောက်ဘူးလား ဘာလို့တော့လဲသမီးဘာဖြစ်လို့လဲ သားကြည့်ဘူးတဲ့ကြံမိုးဆိုရင်ရှင်ကားကြီးတွေကစန်နီယာဦးငိမ့်မောင်ဆိုတဲ့လူကြီးကသူ့မိမမရှိလို့စိတ်ညစ်လို့အရက်တောက်ရင်းနဲ့အရက်သမားကြီးဖြစ်သွားတာ ဟာသမီးရလေမနေချင်လို့ထွက်သွားတဲ့သူကိုလွမ်းနိုင်အရက်တော့မယ်စားနားမှာရှိတယ်ဟောဒီကလေးလေးကိုပဲအရင်ကတည်းကနှစတိုးပြီးတော့ချစ်လိုက်တော့မှာပေါ့သမီး ဟေးတကယ်ပြောလားဘာပြောဝိုင်းနော် ကဲထဲစားမင်းများစား လက်ထက်စား သမီးလေးစားထဲစား ဖိတ်လက်ထက်စား ဟိုကျွန်တော်တို့ခေါ်တယ်ဆိုလို့ပါ ဟုတ်တယ်ဗျာထိုင်ပါဦးဗျာခင်ဗျားတို့နှစ်ယောက်စလုံးတာမတိတ်ကိုပြောအောင်မယ်အဲ့တော့ညနေစင်ကတော့ရပါဘူးကြီးတာမတိတ်စလုံးကျွန်တော်တို့ဒီနေ့တက်ခဲ့တယ် ကျေးဇူးပါကိုကြီးဟိုပြင်ဆင်ဖို့လည်းကျွန်တော်ခွင့်လို့ပါ ဆက်လို့ ဖေဖေတားခုပြောင်းမယ်ဘာထူးဆိုရနေရဘယ်လိုညံလို့လဲရမ်းဝေးလား ဒီပင်လုံကနေတော့တိတ်တော်မွေးပါဦးသမီးရယ်ကားနဲ့ဆိုရင်တော့တရေကျော်ကျော်သွားရတယ်ခင်ဗျဘာထူးဆိုတာကရှမ်းပြည်တောင်ပိုင်းရက်ဆောင်မြို့တာပါသမီးရယ် အဲ့ကိုရောက်ရောဖေဖေကဘာလို့ရမှာလဲအင်းလို့ရှေ့တော့မပြန်သွားရမှာလား အဲ့ဒီမှာကတိရစ္ဆာန်မွေးမြူနေလေ့ကျင့်တက်ရင်အဲ့တက်ရောက်ရင်ပြပြနီးပြလောက်အောင်ပါအရင်လိုစီလန်းထွက်ချမလို့တော့ တော်သေးတာပေါ့နော်ဖေဖေရဲ့မဟုတ်ရင်တားစိတ်ပူပါအောင်ပါဟာဒါလည်းဖေဖေဟိုတားတော့ခုပြောင်းမယ်နေရမမေနဲ့မမကိုရောက်ဘူးလားယင် သူတို့မရဖို့သေးဘူးသမီးရယ် ဒါဆိုလာလို့ရလွယ်လားယင်ဖေဖေ လာခြင်းအနည်းလေးပါသမီးရယ်မလာခြင်းသာဝေးတဲ့ဝေးတော့ကြတော့ပါ မမကလည်းမရောက်ဘူးရဲ့နေရမမကလည်းမသိရဲ့နေရဆိုတော့ပို့ပြီးဝေးသားမလားမသိဘူးနော်ဖေဖေ တန်တရားခီးဆိုတာလက်ပတ်နေတာပါသမီးရယ်တနေ့ဒီတစ်ချိန်ချိန်မှာပြန်ဆောင်ကြမှာပေါ့ တော်ပါသေးရဲ့ဖေဖေရဲ့ကိုကြီးရဲဝဲအောင်နဲ့တူတက်ပြောင်းလို့ပေါ့မဟုတ်ရင်လူတွေကိုလွမ်းလို့တားတိတ်လိုက်မယ် ဒီရောက်တာပြောလားယင်
ဒီရောက်တာလားဖေဖေကတော့ဘဲဘဲရောက်ပျော်နေရတော့သမီး တားရလေအလွန်နေနဲ့ပြောနေတာဟာနဲ့ဖေဖေဘာလို့တမန်တက်ကြီးပြောင်းနေရလဲ ဟောသမီးရေပျော်မနေတဲ့အခါကျရင်ဒါလွတ်လွတ်တောင်းဝန်ထားဆောင်နေနေမှာခက်ခဲတာပေါ့ပျော်ပျော်နေမှနေ့အတိုင်းလွယ်လွယ်ကူကူနဲ့ဖြတ်သန်းနိုင်မှာတကူတောင်းဝန်ကြည့်အောင်ဆောင်ရွက်နိုင်မှာသဘောပြီလား နည်းနည်းတော့ပေါက်တယ်ဖေဖေရဲ့ဟိုတန်းနဲ့ဟိုကစစ်ခံတရားစစ်လာတထောင်းနဲ့အဲ့ဒါဘာကိုပြောရလဲ အဲ့ဒီဘက်ကစစ်ခံတရားဆိုတာခံစစ်တရားကိုပြောတာနော်ခံစစ်အင်အားတရားကိုပြောတာစစ်လာ1000ဆိုတော့အဲ့ဒီခံစစ်အင်အားတရားကိုလာတိုက်တဲ့အင်အား1000ကိုပြောတာ ဖေဖေတားအောက်ကဆိုင်ရလဲရှင်းပြအောင်လေ ဟာငါသမီးတော့တကယ်စိတ်ဝင်စားနေတာပဲဟမ်စစ်ခံတရားစစ်လာ1000ဘယ်သို့ဆောင်လဲစီးကြီးကတူပြီးပါမှသူတို့စစ်ကိုရဲဝံပိုင်ရိုက်ချိုးနိုင်လေတဲ့နော်သမီးတစ်ဖက်နဲ့တစ်ဖက်စစ်တိုက်တဲ့အခါမှာအင်အားနေတာပဲဖြစ်အင်အားများတာပဲဖြစ်ရိတ်ခါလို့ခေါ်တဲ့ရေနဲ့ထမင်စတဲ့အစားအစာတွေကိုလုံလုံလောက်လောက်ပို့ဆောင်ပေးနိုင်မှတိုက်ပွဲကိုအောင်မြင်တိုက်နိုင်မှာပေါ့သမီးရဲ့ တွေးကြည့်ရလဲဟုတ်တာပဲနော်ဖေဖေစစ်တိုင်နဲ့တွင်းမစားလို့ရှင်ကိုအောင်မှာပေါ့အဲ့ဒါဖေဖေဘယ်လိုလုပ်ကြလဲ အဲ့ဒါဖေဖေတို့ထောက်ဖို့တက်တယ်လုပ်ပေးရတာပေါ့အကောင်းဆုံးထောက်ပံ့ပို့ဆောင်ပေးနိုင်ရမည်တဲ့အဲ့လိုမဖြစ်အောင်တိုက်ပွဲတွေအောင်မြင်မြင်နဲ့တိုက်နိုင်အောင်ရိတ်ခါကိုလူတဲ့နေရာမှာလူတလောက်စားလို့ရအောင်ဖေဖေတို့ကစီမံပို့ဆောင်ပေးရတာပေါ့သမီးရဲ့နားလည်ပြီလား ဟုတ်နားလေ ငါမိမကတော့လေဘာသူတဲ့သားကိုပြောင်းလာတာတော်တော်လေးကိုပြောင်းလာမဲ့ပုံမနော် ဘာဖြစ်လို့လဲဖေဖေဟိုပတ်စံပိုးရလို့လား ပတ်စံရတဲ့ပိုးတာဗောသားရဲ့ဘထုမာလေဘာပင်မဲဆက်ဆက်အကုန်လုံးထပေါက်နေတာမြေစီမြေနှစ်ကလည်းကောင်းတော့လေဒီစမအောင်မှာဖြစ်ထုံးလိုက်တဲ့ပင်တွေက ဒါဆိုမမေးချက်တဲ့အခါပတ်စံမကုန်တော့ဘူးပေါ့ ဒါဗောသားရဲ့အသားဟင်းတစ်ခွက်လောက်ချက်လိုက်ပြီးလို့ရှိရင်ဟောဒီကလတ်လတ်ဆက်ဆက်ဟင်းသီးဟင်းရွက်တွေခူးပြီးတော့ထမင်းဆွဲအပြည့်ပြင်ပြီးစားလိုက်လို့ကတော့ရတာလေးရှိမယ်ကျမိုင်းနဲ့လည်းညီညွတ်မယ်ပြီးတော့ပိုးလာတဲ့ဈေးဘိုးလေးလည်းမမေစုလို့ဆောင်းလို့ရတာဗောသားရဲ့ မမေကဟင်းသီးဟင်းတွေအများကြီးစားရလို့ပြောလို့တောက်လည်းပြောပါရဲ့ ငါသားကဘာဖြစ်လို့ပြောလာလဲကျောင်းသေးရလို့ဘော်ဒါသေးရလို့ပြောနေတာလား ဟာဖေကြီးကလည်းဘော်ဒါသိရလို့ပြောတာမဟုတ်ပါဘူးဖေကြီးရဲ့ဘော်ဒါအဟောက်ဒီကိုပါလာလို့ပြောတာဟေ့မင်းဘာလျှောက်ပြောနေဟုတ်တယ်လေကိုကြီးပဲမမခင်သေးစားနဲ့အတူတူဘာထုကိုပြောင်းလာလို့ဆိုပြောနေရလေရတော့ပြောနေကြမဟုတ်လား ကိုမြတ်သေးတော့သားတွေပြောနာနားထောင်ကြည့်အောင်နော်ကြည်စမ်းမအောင်တကက်ကလေးတွေရှာရှာပေါက်ပေါက်ကလေးတော့ ជីတာပဲစားလို့ဘာဟင်းချက်ထားလဲ ကြည်စမ်းမအောင်ငါသမီးလေးရောက်လာပါပြီတော့ပြောရင်းဆိုရင်ရောက်လာတာအသက်ကရှေးအောင်မှာတော့ အရင်တော့ဖေဖေကိုထမင်းဝိုင်းမှာတယောက်တည်းမထားချင်ဘူးတဲ့အခုတော့ဘိုက်စားရပေါ့ဖေဖေကဒီနေ့ရုံးမှာတောင်းဝန်ချက်ကြီးကြလို့အာတားအစင်ပြေတယ်လို့စားလိုက်ဆိုလို့ငါဟာနဲ့ကအစင်ပြေနေအောင်လားစားဘာဖြစ်လဲဟုတ်တယ်နော်ជី ဟုတ်တာပေါ့သမီးလေးရေငါသမီးလေးကိုမပြောကြပါနဲ့ကဲအားလုံးသိကြနော်ဒီနေ့ခုစီပြန်လေးချက်တယ်သမီးစောစောစားကြမယ်လာသမီးလေးလာ ကဲတော့အော်လက်စေးဦးနော် ဟုတ်ပြီ ရောက်တဲ့နေရာတွေမှာတရိတ်ဆန်နဲ့လှုပ်လို့နေရနော်ဟိုတော့နင်းနေလာပြီလေအခုကျတော့ရင်တော့ဘာလာအောင်ပါလဲကြက်တွေဝက်တွေထက်လာအောင်ပါပေါ့ကွာမင်းရ သားတော့ရတယ်ကွာဖေဖေရောက်နေတဲ့တက်ကိုလေကြည့်ဦးကလေးဆန်မွေးပြင်းနဲ့လေးချင်ရတဲ့ဆိုဒါပဲလို့အောင်ဟာလေမင်းတို့ကဖေဖေရှင်းတဲ့တော့မြင်ချင်လို့ မြင်ဟုတ်တာပဲဟာနင်းရလဲဦးမြတ်သိန်းနဲ့ဖေဖေတို့ကအခုမှအိမ်မှာနေရတာလေ
ဒီလောက်ရဘလောက်တောင်ကောင်းလဲအချိန်တိုင်းအိပ်ပြန်လာရုံပဲဟောတားစိတ်ထဲမှာအခုမရှိရရှိဟိုဖေဖေတို့ဒီလိုတက်ထဲမှာငါးတွေဝက်တွေကိုအများကြီးမွေးနေကြဘာလို့ဘူး ဒါဒီလိုရှိတယ်ဟောနေနေဖေဖေကသားတို့ပြန်နေလို့ဒီစုံဝင်မှာစိုက်ဖို့ရှိတယ်အဲ့စိုက်ဖို့မှာဘာရေးထားတယ်ဆိုတာကိုတွေ့ခဲ့ အတိစံပြဆိုင်ပြမိုးမြူရေးစုံနဲ့ဦး စံပြစိုက်ပြမွေးမြူရေးဆိုရဲစံပြဆိုတဲ့အဓိပ္ပာယ်ကိုသိချင်တယ် မသိဘူး စံပြဆိုတာဘာလို့မှမလဲဆိုတာကိုစံနမူနာလေးနဲ့လုပ်ပြတာဒီစနစ်အမှန်လုပ်ပြတာ ဘသူ့ကိုလောက်ပြလေးဖြစ် တနိုင်ငံလုံးမှာရှိတဲ့တန်ရတက်ဖွဲ့တွေကိုလုပ်ပြတာပဲကွာဟောဒီဘာလို့တက်နေမှာတက်ဆုမှုတက်ခွဲမှုတရမှုဆိုတဲ့သင်တန်းတွေရှိတယ် ရှိရဟိုလက်မောင်းမှာဓားပုံနဲ့လေဟိုတောက်ရှမ်းခေါက်ဆိုတက်ထားတဲ့ဈေးနာမှာရှိရတင်နှန်းကြောင်းမှာလား အေးအဲ့ဒီနဲ့ကြောင်းပဲ အင်းတို့မှညံကောင်းတဲ့ကောင်ပဲအစားတောင်းတော့တွဲမှတ်တာဒီကောင်ပဲ အဲ့ဒီနဲ့ကြောင်းပဲကွာအဲ့ဒီနဲ့ကြောင်းမှာလာတက်နေတဲ့အရာရှိတွေကဖေဖေတို့ရဲ့စိုက်ပွေးမွေးမြူရေးနေစတဲ့အမှန်တွေကိုစနစ်တကျနဲ့တင်ယူကြတယ်လေ့လာကြတယ်အပြီးတော့သူတို့တက်ကိုပြန်ပြီးတော့စိုက်ကြမွေးကြလုပ်ကြတာအဲ့လိုမျိုးစနစ်တကျနဲ့စိုက်ကြမွေးကြတဲ့အခါကျတော့တက်တွေမှာရိတ်ခါတော့လုံလုံရရှိတာပေါ့ကွာဖေဖေတို့အနေနဲ့ဘာလို့ကရာသီဥတုကလည်းကောင်းရေကန်မြေကန်ကလည်းကောင်းဆိုတော့စံပြအနေနဲ့စိုက်ပြမွေးပြတာကိုကောင်းတာပေါ့ကွာရှင်းပြီလား ဒါဖေဖေနဲ့လိုက်သွားမယ်နော်မမမေနဲ့နေခဲ့နော်ဖြစ်ပါမလားမမေတင်ပြဿနာတက်မှာနော်ဖေဖေတယောက်တည်းနေဘူးကမဖြစ်နိုင်ဘူးမမရဲ့ဖေဖေနားမှာတယောက်ကရှိနေမှာဖြစ်မှာအဲ့တော့တားလိုက်သွားမယ်နော်မမလည်းဖေဖေကိုတနာတာပါပဲဒါဆိုဒီလိုတော့မမေနားမှာနေပြီးစာကြိုးစားမယ်ညီမလေးကလည်းဖေဖေနားမှာနေပြီးစာကြိုးစားဟုတ်ပြီလားဟုတ်မနဲ့တာတိတ်မချငယ်ပြန်ဆောင်ရမှာနော်ပြန်ဆောင်မှာပါကတိတော့ဆရာတို့သားပါအစမပြေကြရလားမသိဘူးနော် ဒီမှာပါကွာမဲ့ဘာဖြစ်လို့ပြေးတာ ဩတက်တဲ့မှာကလေးတယောက်နဲ့မိမကလည်းမရှိဘူးဆိုတော့လေဟိုချိန်ပြူရေးကိစ္စတွေကြောင်းကိစ္စတွေနဲ့ဆိုတော့လေကတိလင်နာများဖြစ်နေများလို့ပါတော့ သူကသူတို့လက်ပတ်နေမှာပါဒီတော့လုံကြတာပေါ့ကွာ ကျုပ်ကကလေးကိုပဲတနာတာတော့သူ့မှာလေအဖော်လုပ်ပေးမဲ့အမကလည်းမရှိပြီးတော့ဖွယ်ဖွယ်ရလုပ်ပေးမဲ့အမေကလည်းမရှိဘူးဆိုတော့လေ ဒါဆိုရင်မမေကပဲအိမ်မှာခေါ်လာပြီးလုပ်ပေးလိုက်ပေါ့မမေပဲသမီးမိတ်လေးရရင်ဖော်ရတယ်ဆိုပြီးပြောနေရလေ လာပါပြီဗျာခင်းသစ္စာရဲ့ရှင်းနေလာပါပြီ ဟေးရှင်းနေဆိုတာဘာလဲဟိုအရှိဆုံးမှာပဲနေနေတူလား ဒါဖို့သားရဲ့ဒီမှာသားကိုကလေ
ခင်တဲ့သားကြောင့်ပြောမယ်ဆိုရင်ရှေ့ကနေပြီးဝင်ဝင်ပြီးခါစီကနေပြောလို့ရှင်းနေလို့ပြောတာရှင်းနေကြီးရှင်းနေကြီး ဟာဖေဖေရတယ်တားမမေ့ရဲ့စားပြောပြရပါတကယ်တော့လေတားမမေ့ရဲ့ရှင်းနေလေးပါအခုဆိုရင်လေကိုကြီးကလေကြည့်လေလောက်ရုံတော့မကတော့ဘူးမမခင်တဲ့စားကိုလေလက်ဆောင်ပေးဖို့မဟုတ်ဘူးပါစူသားသေးရဟာဟာဟိရငါမနာငါမဟုတ်ဘူးဆိုတာလေငါမေ့လို့ပြောမိလို့လားဟင်းမမခင်တဲ့စားကိုခေါင်းစည်းချိုးပေးခြင်းလို့ပတ်စံလေးစူတာဟုတ်အေးပါနောက်ဆိုရင်လေအဲ့ရဝင်တိုင်းမင်းကငါဘာစကားမှမပြောတော့ဘူးဟာထားဟောကိုကြီးအဲ့လိုတော့မလုပ်ပါနဲ့ဗျာတောက်လေပြောလက်စပုံလေးတော့ဆက်ရွေးပါပါနော်ကိုကြီးနော် ဟာငါသားတွေကတော့ကွာတကယ်ကိုမလွယ်တဲ့ကောင်တွေပဲကွာဟမ် အမလေးအဖေချေရနေတာနေမှာပေါ့တော့ဟုတ်ဘူးလား တမီးဘာလို့နေရလဲပါဇက်ကလည်းတွတ်တွတ်နဲ့ရွတ်နေတာဖေးပြပြပါဦး တားလေ့ကျင့်နေတာဖေဖေရဲ့ ဘာတွေလေ့ကျင့်နေရလဲဟောတင်ချာဦးစိတ်တွတ်နဲ့တွက်ကြည့်နေတာလား မဟုတ်ဘူးဖေဖေရဲ့တားကြေတွေ့လို့ရှိရင်အရှင်သေးဖြစ်အောင်လေ့ကျင့်နေရလေ ဟာဖေးတော်စိတ်ဝင်စားသွားပြီဘလို့စိတ်ကူးနဲ့လေ့ကျင့်တာပြောအောင်ဖေး တားတငယ်ချင်းတွေကပြောတယ်ကောင်းငင်ကိုကြည့်နေနဲ့ကြေတွေ့လို့ရှိရင်လက်ညှိုးလေးထိတ်တစ်ခုကိုထိမလုံးလေးကိုမှိတ်ပြီးတော့လူကျင်တဲ့ဆုတစ်ခုကိုတောင်းရတယ်တဲ့အဲ့လိုဆုတောင်းရင်လည်းပြည့်တတ်တယ်တဲ့ ဆမ်းပါလားဒါလေးများတမီးလေ့ကျင့်ကြလို့လား တားရှိမှကြေကနှစ်ခါတောင်တွေ့ဘူးပဲဖေဖေရဲ့တားကြေမပြောက်သွားခင်လက်ညှိုးလေးထိတ်နှစ်ခုကိုမရရအောင်ထိရလေဒါမဲ့ချိန်တောင်ကြိုက်တော့မထိဘူးဖေဖေရဲ့နှစ်ခါလုံးလွဲတာထိတဲ့အချိန်ကျတော့လေကျယ်ရမကြွတော့ဘူးနောက်ခါအဲ့လိုအချိန်နဲ့ကြုံလို့ရှိရင်အစင်သစ်ဖြစ်အောင်တားလေ့ကျင့်နေရလေ ဒီစမောတမီးရဲ့အဲ့လိုလက်ညှိုးလေးနှစ်ချောင်းထိမိသွားရင်တမီးရဲ့ဘာဆိုတောင်းလို့လဲ ဒါလူရနေစုကမမေရဲ့မမတားတို့စီကိုပြန်လာရမယ်အရင်လိုတားတို့မိသားစုရဲ့တပြောရှိရှိနေနိုင်ရမယ်လို့တားအဆုတောင်းပါ ဖြစ်လာမှာပေါ့တမီးလေးရဲ့ဖေးပြီးပါဝိုင်းပြီးစူတောင်းပေးမယ်နော် သူလည်းမထင်ပါဘူးဖေဖေရဲ့ခန္ဓာတစ်ခုထဲမှာရှိရဲ့လက်ညှိုးလေးတစ်ခုတောင်မှညကြည့်လို့မကြည့်ရဝေးခွာသွားတဲ့တားတို့မိသားစုပဲလေညနေချက်ဖို့ဆိုတာခက်နေဦးမှာပါဖေဖေရဲ့ မြင်းစီရတာပြောဖို့ကောင်းတယ်နော်ဒါမဲ့လာမဲ့တနင်္လာနေ့ကိုကြိုတွေးပြီးကြောက်နေပြီ ဘာဖြစ်လို့လဲညီမလေးရဲ့ အဲ့နေ့ကျရင်အเจ้าမှာ reboot ကွက်ဝင်มาလေကိုရဲ့ကိုရအဲ့ feeling တွေမေ့သွားပြီပေါ့ ဟုတ်လားညီမလေး robot ကဝင်မှာမလို့ရင်ခုန်နေရမလား
ရင်မခုံပါဘူးကိုကြီးရဲ့ကြောက်နေတာဒါအမှတ်တွေကြိုပြီးသိပြီးသားလေပြီးတော့နှစ်ပါးသားထိထားတာဆီယမနှစ်ပါးသားနဲ့အထက်တွေမိဘခေါ်ရမယ်ဆိုလို့ကြောက်နေတာကိုကြီးရဲ့ ဩညီမလေးရဲ့ဒါတွေကလူငယ်ဘဝရဲ့ပြဿနာစိတ်ပိုင်းတေးသေးလေးတွေရင်ဆိုင်လိုက်ပြီးလို့ရှိရင်မေးပြလိုက်ဟုတ်ပြီလား ကျွန်တော်တို့ကြီးလာတဲ့ခါကြလို့ရှိရင်ဆောင်းဝဲကြလို့မိဘခေါ်ခံရရဲဆိုတာပြန်တွေးပြီးတော့လွမ်းကြလေးဖြစ်နေမှာမမရဲ့ ဟဲ့ចောင်းသားဘွားမှာမိဘခေါ်ခံရတယ်ဆိုတာလေចောင်းသားဘွားရဲ့တကယ်ငရဲပဲသိလားအဖေကိုဘယ်လိုပြောမှန်းတော့မသိတော့ပါဘူးကိုကြီး ဩအဲ့ဒါပြန်ညီမလေးရဲ့နောက်လက်ပတ်စာမွေးကြလို့ရှိရင်ပို့ပြီးတော့ကြိုးစားပြလိုက်ပေါ့အဲ့ဒါဆိုဦးထုံးလည်းစိတ်ချမ်းသာသွားပြီလေဟုတ်ဘူးလား သားသိပါတယ်ကိုကြီးဟိုအခုလိုမျိုးစာတင်ကောင်းတဲ့အကြောင်းအောင်ချက်ကောင်းတဲ့အကြောင်းမှာတက်ပြီးတော့စာညက်နာသားဖြစ်ပါ ညီမလေးပြစ်တော့လည်းပဲဟုတ်မယ်ဒီမှာမိသားစုကိစ္စတွေကိုခဏမေးတာလိုက်ကြားလား ဒါတော့မမရဲ့မိသားစုဝင်တွေပဲလေမမအတွက်ကျွန်တော်တို့ရှိနေဆိုတာမောင်လေးရဲ့ကိုကြီးရှိနေတယ်တူတူပဲမမရဲ့ဘေးနားမှာကျွန်တော်အမြဲတမ်းရှိနေမယ်ပြောင်းလာနေနော် အေးပါမောင်လေး ဖြစ်လာတယ်ကောင်းပါကျောင်းပါပြီလား ကိုတုံးကျမစကားနားမထောင်နိုင်နဲ့ဒီတက်ထမ်းမှာပဲရှင်ပေကပ်ပြီးနေခဲ့တာကျမတပီး10ရက်ဆောင်မွေးကြတယ်ဆိုဟုတ်လား မင်းတို့မိသားစုကအခုလိုအရင်ခွဲခွာသွားတော့အတော်လေးစိတ်မကောင်းတော့ဖြစ်မိတယ်ထူးသဖြင့်အသမီးလေးခင်သစ္စာပေါ့ သားရဲ့ရင်းနှီးတော့တကယ်ချင်းလေးမရှိကြတော့ဘူးပေါ့နော်ကိုကြီးတောင်းသားကနေနောက်ဟုတ်ချစ်တဲ့သူပြီးတော့ခွဲသွားကြပြီပေါ့နော်ကိုကြီး ရှင်ကျမတစ်ချိန်လုံးကြည့်တယ်ကျမသိတယ်ရှင်ကြည့်ရလောက်နဲ့ပဲရက်လိုက်တာကောင်းမယ်ကျမထပြီးတောင်းညမ်းလိုက်ရှင်အချက်ခွဲသွားမယ်ဘာအောင်မေ့